အားလုံးပဲမင်္ဂလာပါကိုထက်ရဲ့ YouTube channel လေးကနေကိုမရီအားလုံးတွေထွေးစွာဖြင့်ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်ကိုထက်ရဲ့ကိုမရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလို့ရဆန္ဒတွေပြေဝကြပါစေမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိသောနေ့ရက်တိုင်းကိုလည်းထာဝရပိုင်ဆိုင်နိုင်ပါစေလို့ကိုထက်ကဆိုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကိုထက်ကိုမရီအားလုံးပဲဒီဗီဒီယိုပိုင်းလိုက်ရှိုးလေးကတော့ကိုမရီတို့အကျိုးရှိစေမယ့်ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်နော်ကိုမရီအားလုံးဒီဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုတွေ့ရတယ်လိုက်လက်မလေးတွေနှိပ်ပြီးမှဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုအစာလေးရနေအဆုံးလေးတိုင်အောင်ကြည့်ပါเนาะအကောက်ကြီး channel ကြီးကကြာသွားလို့ဒီ channel အသစ်ကလေးကနေလာရောက်ပြီးတော့မျှဝေပေးတာပါကျွန်တော်ရဲ့လူသေးအကိုမတွေရောလူဟောင်းအကိုမတွေရောအားလုံးပဲရသေးခြင်းလို့ပေါက်စေခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျာနော်ကိုမတွေအားလုံးကိုရပါစေပေါက်ပါစေဆိုတဲ့ဆန္ဒလေးနဲ့ channel လေးကနေလာရောက်ပြီးတော့မျှဝေပေးတာပါနော်အမျိုးတွေအားလုံးကိုရစေခြင်းလို့ပေါက်စေခြင်းလို့ပါဗျာနော် channel ကြီးကတော့ကြာသွားတဲ့အတွက်အကိုမတွေအားလုံးပဲကျွန်တော်ရဲ့လူသစ်အကိုမတွေအားလုံးပဲလူသစ်တွေရောလူဟောင်းတွေရောအကိုမတွေအားလုံးပဲဒီ channel လေးကိုတွေ့ရနဲ့အဲ့လက်မလေးနှိပ်ပြီး channel လေးကို subscribe လေးနှိပ်ပေးထားပါကျွန်တော်တင်တဲ့အချိန်တိုင်းအကိုမတွေအားလုံးပဲမြင်ရတွေ့ရအောင်လို့ပါဗျာနော်ကိုထက်ရဲ့အကိုမတွေအားလုံးပဲမြင်ရတွေ့ရအောင်လို့တွေ့ရနဲ့လိုက်လက်မလေးနှိပ်ပြီး channel လေးကို subscribe လေးနှိပ်ပေးထားပါကျွန်တော်အမြဲတင်ပေးမှာပါဗျာနော်အကိုမတွေအားလုံးပဲ channel ကြီးကတော့မရှိတော့ပါဘူးဒီ channel လေးကပဲတင်ပေးမှာပါနော်အမျိုးတွေအားလုံးကိုရစေခြင်းလို့ပေါက်စေခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျာနော်ကိုယ်တည်းအကိုမတွေအားလုံးပဲ28ရက်10လ2025အင်္ဂါနေ့12နာရီ10မိနစ်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတာပါဗျာနော်အကိုမတွေအားလုံးရှိမှလုံးမိုင်းပတ်တိရှိတယ်ဆိုလဲကျွန်တော်ပေးတာလေးတွေနဲ့ကိုင်းညီတယ်ဆိုရင်လည်းကတ်ထိုးလို့ရပါတယ်ဒါမှမဟုတ်လို့ကျွန်တော်ပေးတာလေးတွေပဲထိုးခြင်းပါတယ်ဆိုရင်လည်းပတ်တိလေးပါမယ်မိန်းကွက်ကလေးတွေပါမယ်အခွေလေးတွေပါမယ်တကွက်ကောင်းလေးတွေပါမယ်ဒါလေးတွေကိုကြိုင်းနှစ်သက်တယ်ဆိုရင်လည်းကြိုင်းနှစ်သက်ရလေးကိုယူထိုးလို့ရပါတယ်ရသေးခြင်းလို့ပေါက်စေခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျာနော်လိုက်လက်မလေးတွေနှိပ်ပြီးမှဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုကြည့်ပါအစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်ပါမရဲမကြော်ပဲနဲ့အကိုမတွေအားလုံးပဲကိုကြိုင်းနှစ်သက်ရလေးကိုထိုးလို့ရပါတယ်ဗျာနော်ရသေးခြင်းလို့ပေါက်စေခြင်းလို့လာရောက်ပြီးတော့မျှဝေပေးတာပါအကိုမတွေအားလုံးကလည်းမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါတူရီနဲ့ပတ်သက်တဲ့နေရာလေးမှာမျှဝေပေးပါဗျာနော်အကိုမတွေအားလုံးကိုမေတ္တာရက်ခံတာပါဒီ channel လေးကအကူမအသေးလေးဖြစ်တာမို့လို့အကူမတွေအားလုံးကလည်းကိုထက်က channel လေးကိုတွေ့ရတဲ့စာပေါက်လေးနှိပ်ပေးထားပါလိုက်လက်မလေးနှိပ်ပေးထားခဲ့ပါဦးကြနော်မနေ့က28ရက်10လ2025အင်္ဂါနေ့12နာရီ10မိနစ်တွက်လုံးပိုင်ပတ်တီးသည်9ပိုင်3ညပိုင်ပါနော်9ပတ်တီး3ညပတ်တီးပါဗျာနော်9ပတ်တီး3ညပတ်တီးပါမနက်မကြရင်ညနေကိုထက်ကစားထားပါနေကုန်လေးလည်းကစားလို့ရပါတယ်နော်အကောင်မတွေအားလုံးပဲကိုကြိုင်းညက်တက်ရလေးကိုထိုးပါနေကုန်လေးလည်းကစားလို့ရပါတယ်အကောင်မတွေအားလုံးကိုရသေးခြင်းနဲ့ပေါက်စေခြင်းနဲ့ဘလိုပဲရမနက်မကြရင်ညနေကိုကျင်းသေးကြမှာပါအမျိုးတွေအားလုံးပဲမနက်ကောညရောစောလို့ရပါတယ်ကစားလို့ရပါတယ်မနက်မှကြလာခဲ့ရင်ကျွန်တော်ညနေကိုထပ်တင်ပေးပါမယ်နော်အမျိုးတွေအားလုံးကိုရသေးခြင်းလို့ပေါက်စေခြင်းလို့ပါ9-3ညပတ်တီးပါ9နဲ့ပတ်သက်ရင်မိန်းကွက်ကလေးတွေပါမယ်3ညနဲ့ပတ်သက်ရင်မိန်းကွက်ကလေးတွေပါမယ်ဗျာနော်3ညနဲ့9နဲ့ပတ်သက်ရင်မိန်းကွက်ကလေးတွေကဘာလေးတွေလဲကိုထက်လေးဆိုကျွန်တော်ခါရပြောပြသွားမယ်3ညနဲ့ပတ်သက်ရင်ရောမိန်းကွက်ကလေးတွေကဘာလေးတွေလဲဆိုရင်ကျွန်တော်ပြောပြသွားမယ်ဗျနော်မိန်းကွက်ကလေးတွေရောအခွေလေးတွေရောတကွက်ကောင်းလေးတွေရောအကုန်လုံးပြောပြသွားမယ်ကိုထက်ရဲ့အကုန်မလေးရှိမှလုံးမိုင်ပတ်တိရှိရဆိုရင်လည်းကတ်ပြီးတော့ထိုးလို့ရပါတယ်9ပါသောကနန်း3ညပါသောကနန်းနဲ့ကတ်ထိုးပါနော်9နဲ့ဆိုရင် main ကွက်ကလေးတွေ9 3 5 9 5 9 5 1ပါဗျာနော်ဒါ9နဲ့ပတ်သက်တော့ main ကွက်ကလေးတွေပါ9 3ရယ်9 9ရယ်9 9ရယ်9 1ကဲပါ3ညနဲ့ပတ်သက်တော့ main ကွက်ကလေးတွေ3ည3 3ည9 3ည9 3ည1ပါဗျာဒါ3ညနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေပါ3ည3 3ည9 3ည9 3ည1ပါဗျာလေးလုံးအပြီးပေါက်အခွေလေးတွေ9 3ည1 3အခွေလေးပါဗျာနော်9 3ည1 3အခွေလေးပါ9နဲ့ဆိုရင်တကွက်ကောင်းလေးတကွက်ပါမယ်3ညနဲ့ဆိုရင်တကွက်ကောင်းလေးတကွက်ပါပါမယ်ဗျာနော်9နဲ့ဆိုရင်52ပါတကွက်ကောင်းလေးဒီ3ညနဲ့ဆိုရင်3ည4ပါ
ကျိုင်းတဲ့တရားလေးကိုယူထိုးပါအကူမတွေအားလုံးပဲဒီဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုတွေ့ရတယ်လိုက်လက်မှလေးနေပြီး share လို့ရတဲ့နေရာလေးမှာ share ပေးပါမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါဗျာနော် channel လေးကိုတွေ့ရတဲ့ subscribe လေးနှိပ်ပေးထားပါကျွန်တော်တင်တဲ့ချိန်တိုင်းအကူမတွေအားလုံးပဲမြင်ရတွေ့ရအောင်လို့ပါကဲကိုထဲအကူမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေမင်္ဂလာရှိသောတကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုလည်းထာဝရပိုင်ဆိုင်နိုင်ပါစေအကူမတွေအားလုံးပဲနေ့ကတိုင်ရှိမှာငွေတွေလည်းအများကြီးထုတ်နိုင်ကြပါစေလို့ကိုထက်ကစမကောင်းလေးတောင်းရင်းနဲ့ဒီပိုင်းလိုက်ရှိုးလေးကိုရုပ်သိမ်းလိုက်ပါတယ်အားလုံးပဲပုံမှန်မှာကံကောင်းကြပါစေဗျာနော်